ဘာလို့ပါရှေးမအောင်လုံးကတော့ဘူးပဲလက်ရှိကျွန်တော်ကဒီရောင်းနေကဒီကြောက်ဖူမှုတွေကဒီစိတ်ပိရှုံပြီးနေတစ်ခုရောင်းနေဆိုပဲဒီကျွန်တော်ပြီးရောင်းနေအကောင်းရကဒီဘက်ကစိတ်ပိရှုံပြီးကိုဒီပေတော့ပေပါကဒီပရိုက်တာအသံတစ်ခုဖိတယ်ပေပါကပရိုက်တာအသံတစ်ခုဖိတယ်ဒီစေလုံခနဲ့ရှိတဲ့ကမဲဆိုရင်ဒီအဖန်ကနေပြီးတော့ဒီကျွန်တော်အပြီးကိုသိမ့်ချတာပါဒီဘက်ဒီကြောက်ဖူတွေကစိတ်ပိရှုံပြီးကိုဒီကိုကြီးထောက်ပပြီးဖို့တော့ဗလဲအလုံးသိမ့်ချတာကျွန်တော်ဒီဘက်ဆက်လွတ်ပြီးလို့ရှိပါဒီလက်ရှိကျွန်တော်တို့တကရံဝင်ကိုဒီဘက်မှာဒေသခံဒီဘက်ကိုကျွန်တော်ကိုယ်တိုင်လာတော့ပြီးရေလာတော့ပြီးဒီစိတ်ပိရှုံပြီးလို့ဒီလက်ရှိနေချင်မှုတို့ကလဲလာရတဲ့ဒီအထုံးကိုပြီးသွားပြီတပိပဲဆိုပြီးလက်ရှိဒီမကတော့ကလူတွေကဒီဖက်အနည်းနဲ့ပန်းဝန်းကျင်မှာအလုံးလူစီကလည်းဒီလားတော့ပန်းဝန်းကျင်ကမင်းခေါင်းကတည်းဒီစိတ်ပိရှုံပြီးတော့တရာနဲ့ခဏစနေရှိရောက်ပါဒီတရာခဏစရှိရောက်ကိုကျွန်တော်ကြီးဒီလူတယောက်ချက်တယောက်ကိုဖုန်းကောင်းကြနေပါပြပလိခါငေါ့စနေ3စနေ4သောင်းပါဆိုပြီးညအတန်ကလူထွက်ရုံတွေကဒီဘက်မှာလူပြခတ်တယ်ပါငေါ့စနေ3စနေ4သောင်းနောက်ပြီးဒီဘက်မှာကိုဝန်ဆောင်ပြီးတော့ဒီကိုဝန်ဆောင်အမျိုးမျိုးရရှိပါတယောက်ကတော့မူထပါရလားရက်တော်တယောက်ကိုငေါ့ပေါင်းကြနေအားရမှာတစ်ဖန်ခွဲပါဆိုပြီးရုံတုံးကုန်လို့ကျွန်တော်ဒီဘက်မှာလူပြခတ်တယ်ပြပါဆိုပြီးဒီဘက်ကတောင်းတာတော့ဖိုက်ပြလက်ပြဟုတ်ကောင်းတယ်ဘူးဟုတ်ကဲ့โอเคကျွန်တော်တို့ဒီဘက်ထဲမှာနောက်ထပ်လွယ်ရှိသည့်အမျိုးရှိပါသေးတယ်ဒီကျမ်းမာရေးဆောင်ရှောင်းရေးနောက်ပြီးဆောင်းနယ်ရိခါဒီဖက်တီမှာပါလေဒီပတူလူတူဒီဖိဆက်ပြီးဒီနောက်ထပ်အထောက်ပံ့ဒီအမျိုးကြီးရာဖို့လွယ်ပါတယ်တမီးစားပါရှင်မဒါဘူးပဲလက်ရှိကျွန်တော်ပြောနေတဲ့ကတော့ကကြောက်ဖို့မနေချက်ကစိတ်ပိရှောင်ပတူဒီနေရာတစ်ခုကိုရာပြီးတော့တစ်ဖက်ပဲโอเคကျွန်တော်ပြောနေတဲ့ကောင်းရကကျွန်တော်ဒီပါကဒီ rider အသက်တစ်ခုပဲဆင်းလူခနဲ့ရှိတဲ့ကမဲ့ rider အသက်ကနေပြီးတော့ကျွန်တော်အခုဘက်ကိုဒီဘက်ကစိတ်ပိရှောင်ကြောက်ဖို့နေကဒီစိတ်ပိရှောင်ပတူဒီနဲ့ဒီအခုဒီရောက်ဘက်ကစိတ်ပိရှောင်ပတူဒီကိုဒီကိုကိုကြီးထောက်ပံ့ပြီးတော့ပါလေအလုံးမသိကြလို့ရှိပါဒီရသိကြတဲ့ကကျွန်တော်လည်းရှိဒီဖက်ကြောက်ဖို့နေတယ်မှာဒီပေဒရီကတော့ကဒီကျေတော်ဒီမှာအင်ချောပါရနာစိတ်ပိရှောင်အင်ချောဒီကမ်မိုကနဲ့ဒီအခက်အခဲမြင့်တဲ့နေရဟိုမှာရနေရနေကောလာပြီးကနေဒီရပဲဦးကျွန်တော်ပါဒီတို့ဒီကိုကျွန်တော်ရအလုံးမသိကြကနေကြည့်တတ်တယ်ဒီဖက်မှာဒီလိုသူနေနေရှိစုပါဒီလူတွေကတော့လေကိုယ်စီကြပါဒီရတော့အလုံးကျွန်တော်ကိုယ်စနေတယောက်ပါဒီရချက်တော့ကျွန်တော်တိုင်လူတယောက်ချက်စီတယောက်ကိုငေါ့တော့ကြလို့လေနေ့စနေငေါ့တင်းငေါ့တော့ပါဒီဖက်မှာဒီကစိတ်ကချက်ကိုဒီကိုကျွန်တော်အကြီးဒီလူကတစ်ခါဒီနေ့စနေငေါ့တင်းငေါ့တော့ပါဒီဖက်စိတ်ကချက်ဒီမှာဒီအလုပ်ကိုရှော့ပေါ်မှုဒီနောက်ပြီးဒီပြောင်းလာတဲ့ရှိဒီမှာဒီကျင်းငွေမပြည့်စုံတော့ဒီအခက်အခဲအောင်ငါ့ကြမိသားစုတွေအများကြီးရှိပါတယ်နောက်ပြီးဒီဖက်ကျမ်းမာရေးကန်တာဒီနဲ့ကျမ်းမာရေးဆောင်ရှောက်မှုဒီရရှိတဲ့အများကြီးရှိပါတယ်ရန်နယ်လို့တော့ကျွန်တော်အခုဒီဖက်မှာဒီစေတနာအားခပ်ပြီးအကျိုးပြုစီကားဆိုပြီးတော့ကြောက်ဘူးဖက်မှာလေတော့ဒီစီကားတို့ဖက်ဖို့အစီအစဉ်ရှိပါတယ်နောက်ပြီးဟောကမှာဆိုရန်ပေးဖက်မှာလေတော့ဒီစိတ်ပေးသိချောင်းလာတဲ့ဒီလူတွေကိုအကျိုးပြုနေအောင်ဆိုပြီးဒီစီကားကြီးလေးဖက်ဖို့လည်းအစီအစဉ်ရှိပါတယ်လို့လည်းရှိကတော့ဒီဖက်ကဒီကြောက်ဘူးနဲ့နိစ္စတဲ့စိတ်ပွေးရတဲ့နိစ္စတဲ့နေရာဒီကစိတ်ပေးချောင်းလာတဲ့ဒီလူတွေကိုကျွန်တော်ရစင်လူခနဲ့ရှိတဲ့ကမယ် rider အတန်းကသင်္ကြန်ထေကဒီဘက်မှာလေးစနေဝါတင်းနဲ့ငါတော့မှာဒီဘက်ကဒီကွန်မတီကိုဒါလည်းအားမယ်ဒီခါတော့ဒီပေးချောင်းပေးတယ်ကြည့်ပါဟုတ်